ဆရာတခုလောက်မေးချင်လို့ညီမပြေမှာအကြိုက်ဆုံးမြင်းသမီးကဘယ်ဥစ္စာလဲ တော်အများကြီးမသိဘူးဒါပေမဲ့တဲ့ရောက်တာတည်တယ်ဆိုရင်အမိုးရွှေတီဗီနောက်တော့တည်တယ်ပိုပွင့်နော် ဆရာညီမပြေမှာအကြိုက်ဆုံးယောက်ျားလေးဆိုတော့ဘာတူလဲ ပထမဆုံးတည်ရဟာJifat နော် rapper Jifat ဘာပြောလိုက်တာ Jifat လည်းပထမဆုံးတည်ရဟာ Jifat ဒါပေမဲ့ TV သူကတော့ဘလုံးကမှာတဲ့ရောက်တွေ့ဘူးလေ မခိုင်မလည်းမှန်ကြရင် ဆန်းဆိုင်လို့ခေါ်တယ်နော်ဆန်းဆိုင် မခိုင်နောက်တစ်ခုထပ်မေးလို့ကိုနဲ့အကြိုက်မတူဆိုမလည်းမှန်ကြရင်သူ့ဘာမှမချက်မကျွေးနဲ့တော့ရက်လိုက်တော့ ဆရာလူတရားကိုလက်ဆောင်ပေးမယ်ဆိုရင်ဘယ်တစ်စိတ်မျိုးစားလက်ဆောင်ပေးမှာ ပြီးနိုင်သေးလားအဲ့မိကုန်းနေတာ ဆိုရင် Sharina ပေးမှာပေါ့မေဝါဘီ Cecil is a poker, you know. Watching Family Harmony Asia.